မြတ်စွာဘုရားရှင်ရဲ့အောင်ခြင်း၈ပါးထဲမှာလူသက်သမားကြီးအင်္ဂုလိမာလကိုချွတ်ဟောတော်မူခဲ့တဲ့ဖြစ်ရပ်ဟာအလွန်ထူးခြားနက်နဲလာတဲ့အောင်နိုင်မှုတစ်ခုဖြစ်ပါတယ်။ပညာရှိဘဝမှလူသက်သမားဘဝသို့မူလကအဟင်စကားလို့အမည်ရတဲ့ထက်မြက်တဲ့ကျောင်းသားတဦးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မနာလိုဖြစ်နေတဲ့ဆရာဖြစ်သူရဲ့လှည့်ဖျားမှုကြောင့်လူလက်ချောင်းပေါင်းတဲ့တုညကိုဒက္ခိဏပညာပူဇော်ခအဖြစ်ဆက်တဖို့စ조사ခဲ့ရပါတယ်။ဒါကိုဖြည့်ဆည်းဖို့အတွက်အဟင်သားဟာဇာလိနီတောအုပ်ထဲမှာခရီးသွားတွေကိုတက်ဖြတ်ပြီးသူတို့ရဲ့လက်ချောင်းတွေကိုပန်းကုန်းတပွဲတီကုန်းဝစ်ဆင်ခဲ့ပါတယ်။ဒါကြောင့်ပဲသူ့ကိုအင်္ဂုလိမာလလက်ချောင်းပန်းကုန်းရှင်လို့ခေါ်ရင်စေခဲ့တာပါထိတ်တိုက်တွေ့ဆုံခြင်းလက်ချောင်း996ချောင်းရရှိပြီးချိန်မှာတော့အင်္ဂုလိမာလဟာသူ့စီကိုအေးအေးဆေးဆေးကြွလန်းလာတဲ့မြတ်စွာဘုရားရှင်ကိုမြင်တွေ့ခဲ့ပါတယ်သူဟာဓာတ်ကိုဆွဲပြီးဘုရားရှင်နောက်ကိုအတင်းလိုက်ပေမဲ့ဘလောက်ပဲမြန်မြန်ပြေးပါစေပုံမှန်ခြေလမ်းနဲ့ကြွနေတဲ့ဘုရားရှင်ကိုမမီနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့စိတ်မရှိတော့ပဲအော်ဟစ်လိုက်ပါတော့တယ်ယဟန်ရက်လော့မြတ်စွာဘုရားရှင်ကလည်းပြန်လည်မိန့်ကြားခဲ့ပါတယ်အင်္ဂုလိမာလငါဖះကတော့တတဝါတွေကိုညှင်းဆဲတက်ဖြတ်ခြင်းကနေအမြဲတမ်းရနာထားပြီးမင်းသာလျင်မရက်နာသေးတာဖြစ်တယ်။ဘဝပြောင်းလဲခြင်းဒီစကလုံးတွေဟာအင်္ဂုလိမာလရဲ့နှလုံးသားကိုထိုးဖောက်သွားခဲ့ပါတယ်။မိမိရဲ့ကြီးမားလာတဲ့အမှားတွေကိုသဘောပေါက်သွားပြီးလက်နက်တွေကိုစွန့်ပစ်ကာယဟန်အဖြစ်ခွင့်တောင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာယဟန်နာတစ်ပါးဖြစ်သွားခဲ့ပါတယ်။ဒါဟာအတိတ်ကဘလောက်ပဲမှောင်မိုက်နေပါစေလူတစ်ယောက်ဟာတရားတော်အဖြစ်ငြိမ်းချမ်းမှုကိုရှာဖွေပြီးပြောင်းလဲနိုင်တယ်ဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။သင်ခန်းစာအကျမ်းဖတ်မှုထက်ကယုဏတရားလမ်းစဉ်ကိုရွေးချယ်ဖို့အတွက်ဘယ်တော့အခါမှနောက်မကျသေးပါဘူး